ပြောနေကြတာဗျာဟိုကွဲစားတွေစမခါတွေဈေးကြီးတယ်ဆိုပြီးတော့ပြောနေကြတဲ့လူတွေဒီလိုနော်ကွဲစားတွေလည်းတစ်ချက်အာနာပေးကြဟုတ်လားလှုပ်ရှားပေးတဲ့လူတွေပေါ့ဗျာလှုပ်ရှားပေးတဲ့လူတွေကိုအာနာပေးကြပါခင်ဗျာလိုမျိုးစက်ကဲဆိုရှင်စက်ကဲနဲ့သွားကြတယ်ကားရှိလို့ရှိရင်ကားနဲ့လည်းသွားတယ်အဲ့ခါကျရင်အလုပ်သွားရှာပေးတော့ဘယ်သူကစီထဲပေးလဲပေါ့နော်ကိုကစီထဲသွားရတယ်ကိုကပဲအလုပ်လိုက်ရှာရတယ်နောက်ပြီးတော့တထေးတယောက်တွေ့လို့ရှိရင်လည်းတတိယနဲ့စကားပြောရတယ်နောက်ဆင်းမပြေဘူးလို့ရှိရင်နောက်တစ်ခေါက်ပြန်နောက်တစ်ခေါက်လာပြီးတော့နောက်တစ်ခေါက်ပြောရတယ်အဲ့ဒါအလုပ်ရှာပေးတဲ့လူတွေနော်တချို့ကလည်းကျတော့စမကြီးတယ်စမကြီးဘယ်လောက်ဆိုပြောတယ်လို့ရှိရင်ခင်ဗျားတို့စမကြီးရတယ်ဈေးကြီးတယ်ဆိုပြီးတော့သူတို့အလုပ်ရှာပေးတဲ့လူတွေလည်းအာနာပေးကြပါခင်ဗျာဘာဖြစ်လဲဆိုတော့လူတွေမှလည်းလောလောဆယ်ဆိုတော့ကိုပချမ်းရေးဆိုင်ပြီးတော့မှအရင်ရှာပေးထားတာပေါ့နော်ဘယ်နှမအလုပ်ရှိလဲဘယ်နေရာမှာအလုပ်ရှိလဲကြားထဲမှာခံမသိလို့ရှိရင်စက်ကဲတွေကားတွေပြေလို့ရှိရင်တစ်ခါဆိုင်ကုန်မြန်အောင်အမကိုကအရင်မရခဲ့အရင်ကုန်ထားတာပေါ့နော်အလုပ်ရှာပေးတဲ့လူတွေဟိုကပြေလို့ရှိရင်လဲစမကြီးတယ်ဆိုလို့ရှိရင်လဲနည်းနည်းနားလည်ပေးကြပါဗျာအဲ့ဒါကိုနားလည်ပေးကြပါအလုပ်တွေလို့ရှိရင်ဟိုအိမ်ဝင်မေးရမယ်ဒီအိမ်ဝင်မေးရမယ်အဲ့လိုလိုက်မေးပြီးတော့မှအလုပ်ရှိတယ်ဆိုပြီးတော့ကိုလိုတွေအလုပ်ရှောက်ပေးတာကိုလိုတွေအလုပ်ရှောက်ပေးတာငါစစ်တိုင်ဟောပြေးရမောကြော်လိုက်မော